yaka shin phaya Shui palina go jonya no muba Tia yi amyai si tai chui do muba I chan ya myat nei ban lan pya pi ba phaya Myat to a chin sin myat to tia go ho cha pi do muba phaya Let's see ya Chu garoga tabiro maru shakha uti pana Ilu ya lukaba uban to ka jang ja phya I chan ya myat nei ban ya nai ma si da Su dang yui da dang da le ya ta shin phaya Palina go jonya no muba Tia yi amyai si tai chui do muba I chan ya myat nei ban lan pya pi ba phaya Myat to a chin sin myat to tia go ho cha pi do muba phaya Let's save ya Chu garoga tabiro maru shakha uti pana Sayaro piyan kimbasi Sexy yeri kimbasi Ko sin yeri kimbasi Ko sing na long shrimp yung nai masi Sayaro jama chanda si Sang yuen nai ma si Saya ro Hong du gu pi lu Atta ya jo Shi ba si Saya ro Pi yan kin ba si Sexy yeri kin ba si Ko sin yeri kin ba si Ko sing na long shrimp yung nai ma si Sayaro jama chanda si Khanda wungu ta da na wungu Lui ku zwa sang yuen nai ma si Sayaro Hong du gu pi lu atta ya jo shi ba si Sayaro piyan kimbasi Ko sin yeri kimbasi Sexy yeri kimbasi Ko sing na long shrimp yung nai masi Sayaro jama chanda si Khanda wungu ta da na wungu Lui ku zwa sang yuen nai ba si Sayaro Hong du gu pi lu Atta ya jo Shi ba si Sayaro Hong du gu pi lu Atta ya jo Shi ba si Sayaro Hong du gu pi lu Atta ya jo Shi ba si
စေနာအေးရဆရာတော်အရှင်မြတ်ကြီးဗျာယနေ့ဟာသာရဒရာကြီးဖြစ်တဲ့အလူဒရာကြီးဦးတန်းထိုင်ဝင်သာရဒရာမကြီးဖြစ်တဲ့အလူမကြီးတော်ခင်ခင်ဆောင်တားနဲ့ရန်နာလေးဖြစ်တဲ့မောင်စန်းချက်ကိုကိုတို့ဤရန်ငယ်ရှိပြုနာကအလူတော်မင်္ဂလာပွဲကြီးမှာဖြင့်အလူတော်မင်္ဂလာအကျိုးလေးညဓမ္မသဘင်စင်ကျင်းပရာမှာအစီအစဉ်9ချက်နဲ့ကျင်းပပြုလုပ်မှာဖြစ်ပါတယ်ဆရာတော်ရှင်တော်ကြီးဗျာအစီအစဉ်နံပါတ်1ရတရားနာတော်လာတော့တရားနာပိဋကများအား၅ပါးဒီကစောင့်တည်ပြီးမှဖြစ်ပါတယ်ဗျာနံပါတ်1အစီအစဉ်ရတတိပရိငယ်လေးမဟိဖေမဆရာတော်ရှင်သူမြတ်ကြီးဓမ္မတရားဒေသနာများကောင်းတယ်ဖြစ်ပါတယ်ရှင်သူမြတ်ကြီးဗျာနံပါတ်3အစီအစဉ်ရဆရာတော်ရှင်သူမြတ်ကြီးမှာတရားပြီးတော်ပြီးတော်မှာပါတရားဒေသနာများဟောကြားပေးပါမယ်ဖြစ်ပါတယ်ဗျာနံပါတ်4အစီအစဉ်ရဆရာတော်ရှင်သူမြတ်ကြီးဟာယနေ့ကတရားနာကြားလာတော့ခொနည်းသားသမီးမိသားစုများမှာလောကကံမှာလူတော်ဝင်များဆက်ကလူတန်းလေးပါဖြစ်ပါတယ်ဗျာနံပါတ်5အစီအစဉ်ရဆရာတော်ရှင်သူမြတ်ကြီးမှာတတိတော်ကြီးတော်မှာလူတန်းလာတော့လူတွေဝိလူစုစုတို့ကရေစက်တော့ကြအမြပူသေးတယ်ဖြစ်ပါတယ်ရှင်သူမြတ်ကြီးဗျာနံပါတ်6အစီအစဉ်ရဘုရားသာသနာစီယံတိတ်လူတောမြင်ရဆိုပြီးဓမ္မတွင်စေဝံခန္ဓာကိုရုပ်သိမ်းကြောင်းကျင်ညာပေးပါမယ်ဖြစ်ပါတယ်ဆရာတော်ရှင်သူမြတ်ကြီးဗျာနံပါတ်1အစီအစဉ်ရတရားနာကြောက်လာတော့တရားနာပိဋကများဆရာတော်ရှင်သူမြတ်ကြီးမှာ၅ပါးဒီကစောင့်တည်ပေးပါရန်ရိုးရိုးရာတယောက်တည်းအပ်ပါသည်အရှင်သတိကဆရာတော်စေနာဆရာတော်အရှင်သူမြတ်ကြီးဗျာသုံးလို့ချင်းပါလာတာဆိုတော့အသက်ရှင်စွာအနာမေရံပိကိကြောင့်ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးမှာအနန္တနာ၅ပါးဥဒိဋ္ဌာပြီးတော့အနန္တနာ၅ပါးနဲ့ဘာဝိတိဥဒ္ဒဝါရည်သူ၍ဒီပါတော်ဟာဥဒိဋ္ဌာစင်လည်းအလုဒါယကဥဒ္ဒန္တဝေအလုဒါယကမန္တကငင်သောသာလယတနာအလုဒါယကလေးမောင်သွမ်းတတ်ကိုယ်တို့၏မိသားစုပေါင်းတော်ကောင်းတို့မှာကျွန်တော်ဓမ္မတို့ဒေသနာဝေကင်းရမှလွန်မြောက်ရာမှမျက်နှာဗံကိုရည်တန်တောင်းတအာယုံကြည့်လျက်အလုဒ္ဓဓမ္မလေးပါကိုင်တို့၏ဖခင်ကြီးဖြစ်တဲ့ဥမောင်ကြီးဥသွန်တော်တို့၏တာမြဲယရနာဥတော်ဝင်းဥသောဆိုင်သွန်တော်၏မြတ်တို့၏တာမြဲယရနာမောင်အောင်ကိုကိုဥသောဆိုင်သွန်တော်၏မြတ်တို့၏တာမြဲယရနာမောင်အောင်တို့ကျော်တို့အားဘုရားသမ္မာကံဆောင်မြင့်မြတ်သောယံမသိဖြစ်တို့ဒုတိယရှိခြင်းမင်္ဂလာနှင့်ဘုရားကျော်တွင်တော်သူတို့၏သာလယရနာမောင်အောင်ဖတ်တော်ဥအောင်သူတော်နေဝင်းတို့၏သာလယရနာမောင်ဝေယံချောင်းဥဇဝင်းတော်သင်္သွင်းတို့၏သာလယရနာမောင်ဝင်းသူအောင်ဥနိုင်လင်းဦးတော်ဇမ
ဥဒ္ဒမြင့်၌တော်သောဘိုင်တော်၏ကာလယရနာမောင်ကျော်စဉ်လင်းဘုရားကဝေတော်တကယ်သော၏ကာလယရနာမောင်သွန်းတဲ့ပုဂ္ဂိုလ်ဥပ္ပယနောတော်တော်၌ဝေတော်၏ကာလယရနာမောင်ကောင်းပြည့်နေဥဝနာသောတော်သောဥရော၏ကာလယရနာမောင်ခန့်တတော်တို့အားပြည့်ပြပိရာတော်နေစွာဖြင့်သရဇာမူ၏ရှင်သာပဏိဖြစ်ကိုသူသိရှိခြင်းမင်္ဂလာနှင့်ဘုရားကဝေတော်တကယ်သောတို့၏ဒုက္ခသတိသောယရနာလေးမနေ၏ကျောင်းလက်ဥဒ္ဒနိုင်တော်ခင်သံဥဤဒီယရနာလေးမချောချောဥဒ္ဒနိုင်တော်ဤယူတော်ဤယူဝေပရိဝေတော်ဤပိကျောယရနာလေးမမူရည်ခင်ဘုနိုင်လေးဥတော်ဓမ္မဝိရောဤပိကျောယရနာလေးကမေတ္တာလေးကမေတ္တာလေးတို့အားကဏဝေဒနာပြည့်မြတ်တော်ဆရာတော်ဒီကိုလည်းသိခြင်းမင်္ဂလာနဲ့ဥနိုင်အောင်တော်ကျော်သနာမင်းတို့ဤသာလယတနာမောင်ပြေအောင်ကကိုလည်းစိတ်ပြပိတ်ရာကျွန်းနေစွာဖြင့်မြတ်ဗုဒ္ဓဤသာနာတော်တွင်၌ဘာဝရှင်မြတ်ဝိသင်္ကန်းဖြင့်စေတနှင့်ဖြင့်သို့သေးရှိခြင်းမင်္ဂလာကိုပြုလုပ်သည့်ချိန်ကာလတမယ၌ဒေရယသံဃာယရဏများလုံးပါးနှင့်တကဝဆေယသမမေဝတို့အားသတ္တယောကျော်လောင်မော၍ဇေဘောဘုသောဘုံမြတ်မှန်ကျော်ရောကြရတော်အာလုံးသောတိုင်းကတိုင်းကမှာပေါင်းသူတော်ကောင်းတို့သည်နေထဘေဒံယမကတိတ်ကိုယ်တိုင်းကိုယ်တိုင်းကလောရရကုန်၏ဖြစ်၍သောင်းသိတိလာဒါနသံဤပါရမီကုသိုလ်မညွန်ခြင်းပဲဘောဘဝတို့တို့နှင့်မဘုံနိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မြတ်မောပြုလွယ်နိုင်သောအမျိုးကောင်းကအမျိုးကောင်းသမီးတွေဖြစ်နိုင်ကြပါစေအဟံဗန္တိဣတရဏိနာတဟပင်သာသီလံအနယသာမိအနောကံကတဝါသီလံဒေသမေပန္တိယုတိယံပိအဟံဗန္တိဣတရဏိနာတဟပင်သာသီလံအနယသာမိအနောကံကတဝါသီလံဒေသမေပန္တိတတိယံပိအဟံဗန္တိဣတရဏိနာတဟပင်သာသီလံအနယသာမိအနောကံကတဝါသီလံဒေသမေပန္တိယံဘာဝတမိဇံဝတိတနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတံသိသရဏဂမနပရိဘောဂံပါဏာတိဘာဒဝေရမဏိမေခာပရသမာရိယာမိအာဒိဏဒါနဝေရမဏိမေခာပရသမာရိယာမိကာမေတုမိစ္ဆာဒါရဝေရမဏိမေခာပရသမာရိယာမိဘုဒ္ဓဝါဒဝေရမဏိမေခာပရသမာရိယာမိသုရမေရယမေတ္တာကမယဒါနဝေရမဏိမေခာပရသမာရိယာမိသိကရဏိနာတာပိစ္ဆသီလဓမ္မသာရောကံကတဝါဓမ္မအပမဒေနသီလဓမ္မဒေတာဒါလည်းစီစဉ်ရကလေး
နေ့ကလေးပိုင်းဒီမှာဆရာတော်ရှင်သူရဲ့ဒီထံမှာတရားဒေသနာများပြည့်လျှောက်ပေးပါရဲ့ဖြစ်ပါလို့ဗျာ ဆရာတော်ရှင်မြတ်ကြီးဗျာတနည်းတော်မိုင်းဤတွေမှာတရားနာပရိသတ်ကြီးကိုသာတရားတောင်းခွင့်ပြုပါဗျာဘောရီရုတ်ခေဘုဒ္ဓယေမေညောင်မင်းရဲ့၌မမင်းပြူဟာတိမင်ခါတို့ကိုပါရမီရောစေပါစတိရောရဲ့မတုနေရွှေပလေးလိုက်ရထားပြီးလိုက်ရန်သူရောမနတာတို့အပေရှာ၍တိုက်ချက်ရှာနေတကြကိုရာကျုံးစီတို့မရွေခင်အောင်မယောဒုမတဝါတတသာနာဗုဒ္ဓကိစ္စရှိသမျှတို့ကိုစင်ငါအောင်ဆောင်ရွယ်ရင်ကိုလိုဤစိတ်တွင်၌ထင်လီ၍ပေါ်ပြန်လာသည်မှာကိုနှင့်အတ္တမငဲ့ကွယ်ဖဲရက်စက်စိတ်ထားပါလာရှိလျာလုံးကျိုးစားပါမှာသတုသစ္စာမြတ်ဓမ္မလာလာယခုငါပိုင်းဒီလေးကျွန်းဘဟုမြေဘုဒ္ဓမင်းမျက်မှောက်ခြင်းကဲ့သို့ယာဂတော်သာမမနာကြီးကုန်သောတတဝဝိနေကြာမှုချီတို့ကိုတိစေစိတ်ထားငါဟောကြားတော်လေအကျိုးမများအလကားပြမဲယုံသာရှိတော်သည်တရားမဟောတုံဤဘောဖြင့်မနောစိတ်ခြင်းပြုတော်မူတော်မူကိုဘုဒ္ဓေကုသောဖရာမသဘော
တီးတီးသောလုံငယ်လွတ်မြောက်တဲ့တရားတွေကိုဒီကျူတပိယောများစင်ကြယ်ပွားများအားထုတ်ရအောင်ဟောကြားတော်မူပါဓမ္မပတိကဆရာတော်သခင်ရှင်သူမြတ်ဗျာဆရာတော်ရှင်သတိလာသေနာအေယာဆရာတော်ရှင်သူရဲ့ကြီးဗျာဘုရားပြည်တော်ပြည်တော်မှာတို့ဟာဆရာတော်ရှင်တော်ကြီးကတရားဒေသနာများဟောကြားပေးပါရန်ခြေစွမ်းကိုဥက္ကပ်၍ယူသည်စွာတရားထားပါသည်ဆရာတော်အရှင်သူရဲ့ကြီးဗျာသာသနာတော်နဲ့2569ခုနှစ်လောကဘာဝဇာတကတိ1389ခုနှစ်ခရစ်နှစ်17ရက်4လ2026တနေ့နေ့မင်္ဂလာရှိသောကောင်းမြတ်သောဉာဏ်ချမ်းကာလအချိန်ကာလတို့၌လူကျင်လူမများဖြစ်ကြသောလူတွေကဥဒ္ဒကဝင်အလူတွေကမတော်ကင်းကင်းသောသာလယနာမောင်သတ္တကုကုတို့၏ယံကံရှင်ပြုနာတလူတော်မင်္ဂလာညဉ့်ချမ်းကာလဓမ္မသဘင်ခန္ဓာဝယ်ဓမ္မပဒပါဠိတော်မှာမဟာပါဠိတော်ကကာရတော်ဗလာရှိတဲ့ဗေလာလဘာရကဝိသုကိုတန်သာသင်္ကာဟောကြားအပ်သောစိတ်ကောင်းချမ်းသာမိကောင်းရလို့အမိပေးထားတဲ့တရားဒေသနာတော်ကိုယနေ့ညဟောကြားမိဖြစ်လေသောကြောင့်တရားဟောကြားတဲ့ခင်မှာတရားမနာကြားတဲ့ခင်မှာဘုရားရဲ့အရှင်ပြည့်တော်မူသောသုံးလောကဆိုတာတပည့်ညွတ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဘုရားဝဒမှာစေဖို့ဒီညွှန်ကြားရအောင်အားလုံးသောဓာိကတိုင်းမပေါင်းသူတော်ကောင်းတွေကဘုရားရှင်ရဲ့ဂုဏ်ကိုအာယုံပြုနေပါဥပ္ပင်္ဂဓမ္မဒါနပရိသနာကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားကြီးကျူသောရောပူသောအတ္တနမကာရဘုရားရှင်ကိုကာရဖြင့်ဘုရားရှင်ကို၏ဓမ္မသဘင်စာတင်ဖွင့်ကြရအောင်မဟာပညာမတေဇာနာထသိနာကရန္တရံဧကရတံတိပုံနံဝန္တာတံတိရသမယံမဟာပညာယေတုလေတုမြေတုပမာပြုလေနိုင်တုမမြင်တို့လောက်စဉ်အောင်မရှင်းသာတိပညာရာလည်းရှိပေသာသောမဟာဒေဇံတတ္တဩကသင်္ကာရဟုလောကရတောပတိကျုံများသုံးမမမြင်တို့လောက်စဉ်အောင်မကျင်သာတိတဘောရလည်းရှိပေသာသောငါတံယမနလူသုံးရလူတို့ဤဤမြူခါသာညွတ်သွားလျက်အာထရလည်းဖြစ်တော်မူပေသာသောဝိနံဧဝဗုဒ္ဓကိလေသာနှင့်စိတ္တိငါယမန္တတကိုယမနလူမကိုပါပဲပါရမီသမတ္တလျက်ဖြင့်ဖေပြည့်ရည်ကိုယ်ကကြည့်ခြင်းအောင်ပြင်းကြီးအောင်မြင်တော်မူပေသာသောရယံယင်တွေရာဟုပမာပြုလျက်တတဝါများသုံးလိုက်သာတို့အားတနာကျင်တော်မူပေသာသောရယံစေတမကင်သင်္ဘောယင်ဖြင့်အမြင်မပြတ်နေတတ်လျက်ဖြစ်လျက်ပြတ်ချုပ်ယုံနာနာဝဒုက္ခကုန်ခံနိဗ္ဗာန်တို့ကိုမြတ်ဆောင်တော်မူပေသာသောဧကရာဇံဓာရိဟနာဝိတယဟုသုံးပြန်လျက်တွင်ပြန်ကကင်းတဲ့ဖြင့်တရားမင်းတသူလည်းဖြစ်တော်မူပေသာသောဒီပုံနံ32ပါးသော32ပြလက္ခဏာနှင့်၆ပြရောင်ဤကိုပြုပြီးတဲ့ဖြင့်ခိတိပြတံသောရသံတေ
တော်မူပေထသောကံထိုးဆိုခဲ့ပြီးသောဘုံတော်ကြီးတို့ကြောင့်အန်ကြီးမကုံအလုံးစုံပင်သုံးဘုံဖြင့်ရှားခြင်းတော်မြတ်ဗျာကိုအဟံဗျာတိတော်သည်ဝါမယံတရားတရားနာဖြစ်ကြကုန်သောဗျာတိတော်တိတော်မတို့သည်သီရတာကဘောလုံးတွင်မြတ်သောသင်္ကာဥကောင်းယရဏမြင်ငါဖြင့်ဝနေဝနာမိဤသိယောဖေတရာသိခြင်းဣတိတိုင်းဇဂုနိုရိတိုင်းဥစ္စာသာလေကဣတတိသွားလေတိတကေသံနှင့်အချိန်ချင်းခါခါယောတိသွားဇဂုကရောလိုက်ပါတော့သည်မြတ်စွာဘုရားသောကသောထာယသောယသိကိုယ်တော်မြတ်ကြီးကိုဇဂုပိတကာလဒီလိုရဲ့ပြညွညာတိပြညွမိတ်တွေကမှဘဝတစ်ခုကနေတစ်ခုကိုကူးပြောင်းသွားတဲ့ခန္ဓာကိုယ်ဝင်ကျေးဇူးရှင်မိခင်ပါခင်ပုဂ္ဂိုလ်တွေဒီဘဝတစ်ခုကနေတစ်ခုကိုကူးပြောင်းသွားတဲ့ခန္ဓာကိုယ်ဝင်ကျေးဇူးရှင်မိခင်ပါခင်ပုဂ္ဂိုလ်တွေရှိခဲ့ပြီးရှိတော့ဘဝအောင်ကနေဘဝတည်းတရားကိုကြောင်းသွားတဲ့ကြောင်းပြပွားလုံးသွားတဲ့မိခင်ပါခင်ပုဂ္ဂိုလ်တွေရှိခဲ့ပြီးရှိတော့ယနေ့ကျွန်တော်ဓမ္မတော်ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုကျွန်တော်ဓမ္မတော်နဲ့အတူတကာဝတရားဝဲကြည့်ရာဟောဒီမန္တတွင်တို့ကျွန်တော်ဓမ္မတော်နဲ့အတူတရားနာတာတို့အနုမောဒနာပေါ်ဆိုနိုင်ပါစေဆိုပြီးတော့အာယုံပြုတာမိခင်ပါခင်တို့ရဲ့ဂုဏ်ကျေးဇူးတွေကိုအာယုံပြုထားမယ်ဘုရားကဒီနေရာကနေပြီးတော့ဘုရားရဲ့မိဘနှစ်ပါးဘဝတစ်ခုကနေတစ်ခုကိုကိုကြောင်းလာတဲ့ဥယျာဉ်နာကိုင်းဝင်နာကိုင်းဝင်ကျေးဇူးကြီးသိခင်ပါခင်တဲ့ကောဟောဒီရောင်တိုင်းဒေတာကြီးဆိုပြီးတော့မြို့နယ်အမှတ်15ရပ်ကွက်အတွင်းမှာကြည်ကြတဲ့မကျော်မလို့သောပုဂ္ဂိုလ်တော်အပေါင်းတွေကိုဒီနေရာကနေပြီးတော့တရားနာဖိတ်မယ်အဲ့တော့အားလုံးသောတိုင်းကလည်းဘောသူတော်ကောင်းတွေကလည်းမိမိတို့ရဲ့သိခင်ပါခင်ကျေးဇူးရှင်တွေကိုဘဝကိုကြောင်းသွားတဲ့သိခင်ပါခင်ကျေးဇူးရှင်တွေကိုကြည့်ခဲ့ပြီးရှိတော့ဒီနေရာကနေပြီးတော့ကျွန်တော်ဓမ္မတော်ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေမှာဒီတဲ့ဆုံးကြညာတန်းပေးဝေဖို့အတွက်မှာလာပြီးတော့တရားနာနေတဲ့တရားနာတာလို့ပေါ်ပါစေဆိုပြီးတော့မိခင်ပါရဲ့အာယုံပုံလေးကိုအာယုံပြုထားကြရမယ်။မာတာပိတရောပုဒ္ဒတာဒေတိဓမ္မမေတနံဇာတဒနာကမတကသုဏံတုဣဒမနပံမာတာပိတရောမိဘကျေစုဖြစ်မှုကိုယေရှုကမြော်လန်းသိပေါ်၍ဣတောလေတာနိုတိုင်းကောင်နေညာမမေဘဝင်းတွေ့ရနေ၍မယမရဏသေမေမံပြင်းအာသာခေါ်တိတာကြောင့်လူရွာပြေတာလိုက်ကားသွားသည့်ကာလမြေပြောကမဲတော်မေတော်နှင့်တကဝါဟောဒီရောတိုင်းဒေတာကြီးတွေ့ပြီးတာမြို့နယ်အမတ်သံဃာရဲ့ကိုယ်အတွင်းမှာမကြုံမလို့သောပုဂ္ဂိုလ်အပေါင်းတို့သည်ဣဒာမနပံဓမ္မတိကြီးရိုက်ကတိကိုဖန်တီးပြုပြင်တန်တာစဉ်သည်ရံကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်အမတ်သံဃာရဲ့ကိုယ်သံဃိဖွံ့ဖြိုးရေးနေလံအလုဒိုင်ကဥဒ္ဒတိုင်းဝင်အလုဒိုင်ကမှာတော်ခင်ခင်သောသာလယနာမောင်သွမ်းတဲ့ပုဂ္ဂိုလ်တို့၏အလိုတော်မင်္ဂလာမန္တအတွင်တို့ဣဒံမနဗံဓမ္မတိတိယကတိကိုဖန်တိပြုပြင်တန်တာစဉ်တိကလင်ဝေနံတိတို့ရာဓဒနာကမတကဓမ္မတာကြောင့်ဖြစ်လေရာဘဝဘုံဒါနစီကနေအာဂဒနံတရားနာကြယံခန္ဓာတော်သော၏မကြလာရောက်၍ဩဒတာဘာဝစဉ်ညဝိတ္တငံဖြင့်တင်တန်လွန်ကြုံကလင်ဘုံဝဲဧတိတံဟောကြားအပ်သောဓမ္မဒေသနာတရားတော်မြတ်ကိုလူနန္တုကြည်သာကျွင်းမြဝမ်းမြဝန္တာသာတော်ဓမ္မောကောင်းကျိုးရအောင်အပြည့်ကလေးလာရောက်နာကြနိုင်ရပါစေဘုံတည်း
သာသနာရောင်းဝါနေတို့လင်ပါစေသာသနာအားသာလူရမြာဒီဝါတို့တတ်ကြပါစေဒုရိတာမြို့မှာသာသနာရောင်းဝါနေတို့လင်ပါစေဗုဒ္ဓမြတ်စွာသာသနာရောင်းဝါနေတို့လင်ပါစေသာသနာအားသာလူရမြာဒီဝါတို့တတ်ကြပါစေအလုံးကိုစီဒေဝတိဉာဏ်စီထမြောက်နိုင်ပါစေသဗ္ဗိတိယဝိဝဇံတုသောဘောရောဂဝိနာသတုမာနေဘောသောတရာယသုခိတိကယုဘောဘဝံသဗ္ဗေယောကသိသောဘေဥပါရိယအပေါင်းတို့သည်ဝိဝဇံတုကင်းစင်ပါရောက်ကြပါလေကုန်ကြ၏သောဘောဇဆိုရင်သည်၎င်းရောဂောသကန္နာယောဂတို့သည်၎င်းဝိသတံတုရှောင်းွယ်ပါပြောက်ကြပါလေကုန်ကြ၏ဒုမေတေတရကလည်းကမပေါင်းသူတော်ကောင်းတို့အားအန္တရာယအန္တရာယ်ပေါင်းဟုသမျှတို့သည်ငါဘုံတို့မကြရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုစိတ်နှပြကျမ်းမာကျမ်းသာဝါဒကြကုန်သည်ဖြစ်၍ဒီကယုဂတယတံကိုကျော်နိုင်သောနိုင်ကျော်သောနိုင်ရကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ရပါစေကုန်သတည်းမိမိတို့လည်းတဲ့ရာအိယာဘုကိုပြင်ပြောင်းပြီးတော့တရားနာယူလို့ရပါပြီဒီနေ့ဦးဇင်းတို့ဟောကြားမယ့်တရားဗာရရတဲ့ဆိုတော့ကောင်းတဲ့လေးအောက်ပြန်ပြောပါမယ်စိတ်ကောင်းရှိမှမိတ်ကောင်းရာတဲ့ဗာရရတယ်ပဲစိတ်ကောင်းရှိမှမိတ်ကောင်းရာပါဗျာစိတ်ကောင်းရှိမှမိတ်ကောင်းရာလောကလူသားတွေအခုတော့ဘာလို့ကောင်းနေဟောဒါလေးပြောမယ်ခုနကမိမိတို့ရဲ့မိခင်ဖခင်တွေရဲ့ဂုဏ်ကျေးဇူးတွေကအာယုပြုတာဘုရားဒီနေရာကနေတရားနာခဲ့မယ်ဒါမိဘကျေးဇူးတွေကိုဆက်လိုက်တာပဲဒီလိုချင်းလုံးမပေါင်းလေးဒါလူတိုက်ကဥဒ္ဒတိုင်ဝင်းတော့လူတိုက်ကမှလောကီကင်သောတို့ဒါဖခင်ကြီးသောတို့ဒါဒီနေရာကနေပြီးတော့ဖခင်ကြီးဟိုအာယုပြုပြီးတော့ဒါတို့သမီးတို့ကျွန်တော်ဓမ္မတို့ပြုလုပ်တဲ့ဒါကုသိုလ်ပွဲကိုဒီနေရာကနေအမြတ်ပေးဝေတယ်ဒီနေရာကိုတရားနဲ့ကြွပါဒီလိုမျိုးကျွန်တော်အာယုပြုထားရတယ်ကျန်တဲ့ဓမ္မမောင်တော်ကောင်းတွေလည်းပဲဒါမိမိတို့ရဲ့မိခင်ဖခင်တွေကိုဝါထုပူဇော်သွားခဲ့ပြီးတော့အာယုပြုထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒါတရားနဲ့ကျေးဇူးတက်တာပဲဦးဇင်းဒီလည်းပဲတို့အောင်တော်ကောင်းနေနဲ့ဒီချိန်မှာဘာမှမတော်ဘူးလို့ပဲအရင်တော့ဘဝတော်ကတော့ဦးဇင်းဒီတို့အောင်တော်ကောင်းနေရဲ့ကာသမီးလည်းဒါပြည့်ကြည့်ခဲ့မှာပဲဦးဇင်းတော်ကောင်းတော်ကောင်းတွေကဒီချိန်တော့ကတော့ဦးဇင်းရဲ့ဒီဘနေရာလည်းရောက်နေရောက်ပါပဲဒါကြောင့်ကိုကျေးဇူးရှိတယ်အပြန်အလှန်ကျေးဇူးရှိတဲ့အတွက်ကြောင့်လို့ဟုတ်ကျွန်တော်မကြုံမလို့တဲ့ပုဂ္ဂိုလ်တွေရောနော်အင်းရဲ့နာဂိုင်းမကျေးဇူးရှိပြီးခင်ပါခင်တွေရောတို့တော်တော်ကောင်းရဲ့နာဂိုင်းမကျေးဇူးရှိပြီးခင်ပါခင်တွေရောမကြုံမလို့တဲ့ပုဂ္ဂိုလ်တွေရောအကုန်လုံးကိုကျွန်တော်စုပေါင်းပြီးတော့ဒီနေ့တမန်ကြီးတရားစုပေါင်းတော်ကောင်းတွေပြုလုပ်တဲ့ကုသိုလ်ပွဲကြီးမှာတရားနာတာတို့လူဝနာခေါ်ပါဒီလိုမျိုးဒါပဲဒါလေးတော့ကျွန်တော်လူရှင်တော်လေးတွေပြောတာသွားလေးရတယ်ဒီလိုမျိုးဘာပြောတာလဲဆိုတော့ငါကတော့ရင်ဘဝတုန်းကတော့မင်းရဲ့အဖေကြီးရေးခဲ့မှုပါမယ်တဲ့ငါအခုတော့လေမင်းကလည်းရင်ဘဝကတော့ငါရဲ့သားရေးခဲ့မှုပါမယ်တဲ့ဒီလိုမျိုးကတော့တရားကပြောတဲ့ပုဂ္ဂိုလ်ကသူကအရင်ကြီးတယ်ဒါအဖေတော့မသိရတာလို့မဟုတ်ပါဘူးတို့အောင်တော်ကောင်းရဲ့ရင်ကတော့လည်းသူရဲ့ဒီပါရေးခဲ့မှုပဲသူရင်ကလည်းတို့အောင်တော်ကောင်းရဲ့အိမ်ဘဝတော့ကဘဝတုန်းကတော့ဒါတာမီကြီးရေးခဲ့မှုပါပဲအမေကြီးညာတော့ဆိုတော့အမေကြီးလည်းပုံကအယူကြီးလည်းဖြစ်နေပါလို့ဒါလည်းဒီလိုမျိုးပြောရတာလေဆိုတော့အဲဒီမျိုးဒါကဒီနာမှာရှိတဲ့ဝါရယကြီးအဲဒီဝါရယကြီးထဲမှာရှိတဲ့ရေတွေကိုပြောလို့ရေကာရာလေးနဲ့တိုက်ပြီးတော့ရေကုန်စင်အောင်ခတ်တော့သွားလို့ပုံခန့်သွားပြီမယ်တဲ့အခုမှဘယ်ကောင်တော်ကောင်းနေနေနဲ့ဘဝတဝိဝိမှာတော့ဒါကျေလို့တော်တက်ခဲ့ပြီလေဘဝတဝိမှာမတော်ဘူးလေပြေလို့တော်တက်ခဲ့ပြီလေဦးဇင်းနဲ့လည်းတော့ဘယ်ကောင်လဲပြေလို့တော်လည်းမှာပဲအင်းကျလည်းဒါပြေလို့တော်လည်းမှာပဲဘယ်ကတော့ဦးဇင်းရလည်းဒါပြည့်ရှိခဲ့မှာပဲဘယ်ကောင်တော်ကောင်းနေရလဲ
ဒီကဘာကြီးနေပြင်ကြည့်ခဲ့ဦးမှာပဲဒါကြောင့်တန်တရားတစ်ဝိမှာဆွေးတော်ကြခဲ့ဦးတဲ့အတွက်ကြောင့်လို့ကျွန်တော်ကတန်တရားတစ်ဝိမှာပြန်လည်ပြီးတော့သုံးပေးကြတာအဲ့လိုသုံးပေးကြတဲ့အတွက်ကြောင့်လို့အကယ်၍ဘဝကြောင်းသွားတဲ့ပုဂ္ဂိုလ်တွေရှိခဲ့ပြီးရှိတော့ကျွန်တော်ဒါတရားနဲ့ဒါကျေးဇူးဆက်ကြရမယ်ဘာလို့လဲဆိုတော့ဘုရားကတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တော်မှာဒါရဏနဲ့ဒီမှာမေတော်ဖြစ်ခဲ့ဘူးတဲ့နတ်တော်ဒီကနတ်သားလို့ခေါ်တဲ့မေတော်ကိစ္စကိုတရားနဲ့ကျေးဇူးဆက်ဘူးလားတရားနဲ့ကျေးဇူးဆက်တာပဲအဲ့တော့ဘုရားတို့ကိုယ်ပဲနေတဲ့ဘုရားတော်တော်ကောင်းကြီးကိုယ်ပဲနေတဲ့မြတ်စွာဘုရားတော်မှာမေတော်ဖြစ်ခဲ့ဘူးတဲ့မေတော်ကိစ္စလို့ခေါ်တဲ့နတ်တော်ဒီကနတ်သားကိုတရားနဲ့ကျေးဇူးဆက်တဲ့အတွက်ကြောင့်ဘုရားတို့လောကလူသားတွေလောကလူကောင်းလောကလူသားတွေပို့ပြီးတော့ဒီကင်ဘာကင်ရဲ့ကျေးဇူးတွေကိုမလက်တင်ဘူးလားလက်တင်နေတော့ဒါကြောင့်လို့ဒီနေ့ကျွေးတဲ့ကုသိုလ်ကောင်းတွေကိုလာပြီးတော့တရားနာပါဆိုပြီးတော့ဒီနေရာကနေတရားနာပေးရခြင်းဖြစ်တယ်။ကဲဒီနေ့ဟောကြားမယ့်တရားကောင်းတွေပါလေလေ။ဒီကောင်းကြီးမှာနေကောင်းကြနော်။ဒီနိုင်ကတော့ဖိုက်ပါလို့ဆိုတော့ပရမတ္တနာထာကနိုင်တော့ပြောဟောမယ်လို့ဆိုတော့နိုင်တော့နဲ့ဒီလိုတက်နိုင်တော့တက်ပြီးတော့ဟောပါမယ်ဘာလို့ညလည်းတော့နဲ့ဒါလုံးကြီးကိစ္စကြီးတဲ့အခါကျတော့နေရဘူးရှင်လူမကြီးလည်းအားလုံးပြင်ပန်းနေကြတယ်အဲ့တော့တနိုင်တော်လေးလည်းငါမင်းနိုင်တော့အဲ့တော့မပြောပါဘူးပြောတော့လေပြောဖို့လေနော်အဲ့တော့ကျွန်တော်ပြောနေတာကတော့စိတ်ကောင်းခြင်းမှမိကောင်းရလောကမှာဘုလို့ကောင်းကောင်းနေဦးဇင်းတို့မှာစိတ်နှမျိုးရှိတယ်စိတ်ဘယ်နှမျိုးရှိနှမျိုးရှိတယ်ကောင်းတဲ့စိတ်ရှိတယ်မကောင်းတဲ့စိတ်ရှိတယ်ကဲအဲ့ဒါဆိုရင်ဦးဇင်းတို့အခုတရားနာနေနေညာတရားနာနေတဲ့စိတ်ကတော့ဘယ်လိုကောင်းနေပါစိတ်တွေဝင်နေတာလဲစိတ်ကောင်းတဲ့ဝင်နေတာပဲကောင်းတဲ့စိတ်တွေဝင်နေတာပဲမြတ်စွာဘုရားကတော့ပြောထားတယ်မြတ်စွာဘုရားလည်းကြားလိုက်တာပြောထားတဲ့စကားလေးရှိတယ်သဗ္ဗပါကတ္တအကရဏံဘုဒ္ဓနာသုဘသမရသာစိတ်တာကရိယောသမဏံဣဒံဗုဒ္ဓနာသာသနံဘေကဝေတေရစေတမိတောသဗ္ဗပါကတ္တသဗ္ဗပါကတ္တမကောင်းတာတွေကိုအကရဏံမပြုနဲ့တဲ့ဘုဒ္ဓနာဘုရားသာကုသိုလ်တရားတွေကိုဥပဒကတာဖြင့်လုံအောင်ကောင်းသိရမယ်တတိတာပရိယောဓမနာမိမိစိတ်ကိုကိုယ်သစ္စာအယူသင်ကဲ့သို့ပြုတင်အောင်ထားရမယ်ဣဒံဤလုံးမျိုးဒီကဗုဒ္ဓနာဂင်္ဂဝါလူတေလူနာကပွင့်တော်မူကြကုန်သောဘုရားရှင်တို့ဤသာသနာအသောအပသာသနာတော်မြတ်ကြီးပါပေ၏တဲ့။ပြောပါဗျာလည်းဘုရားတိုင်းကတော့ပြောထားတဲ့စကားသောတာအာရိကြတယ်တဲ့ဥဒ္ဒလကောင်းပြီးတော့ကောင်းပြီတဲ့သိတဲ့လေးပါးစေတာရှိလို့နံပါတ်1သတ္တဘာကတ္တအကရဏံတဲ့မကောင်းတဲ့စိတ်တွေကိုသူတို့မကောင်းတာတွေကိုမပြုနဲ့တဲ့မကောင်းတဲ့စိတ်တွေကိုမမွေးနဲ့သဗ္ဗအလုံးစုံသောဘာကတ္တမကောင်းတာတွေကိုအကရဏံမပြုနဲ့မမွေးနဲ့မကောင်းတဲ့စိတ်ကိုမမွေးနဲ့ဥဒ္ဒလသဗ္ဗနာကရာကောင်းတဲ့စိတ်လေးကိုမွေးတဲ့ကောင်းတာလေးတွေကိုယူတဲ့ကောင်းတာလေးတွေကိုကျမ်းတဲ့ကောင်းတာလေးတွေကိုပြောတဲ့သစိတ်ကပယောဓမနာမိမိစိတ်ကိုသင်အောင်ထားအဲ့ဒီစကားသုံးခုဒီတဲ့ဘုရားတို့အင်္ဂါဝါလူတဲ့ဒီမှာကပွက်တော်မူကြတဲ့ဘုရားရှင်တိုင်းရရှင်တိုင်းရဲ့အတော်အမပဲကဲဒါဆိုရင်ဘုရားမောင်တော်ကောင်းယခုတရားနာနေတဲ့ကြောင့်တို့ကောင်းတဲ့စိတ်တွေမဝင်နေဘူးလားဝင်နေတယ်ဘုရားရဲ့အမေးတွေပြောလိုက်တဲ့အခါကျတော့အပြင်ကိုအာယုံကလွင်သေးလားမလွင်တော့ဘူးဘယ်လိုများဦးတဲ့ဘာလဲပဲစိတ်ကနေပြောသွားမယ်ဆိုလို့ချင်းဘုရားတော်ကောင်းကပြန်နှမ်းရဲ့အတွက်ကြောင့်တို့စိတ်တွေကအဲ့ဒီနဲ့စိတ်တွေပေါ်လာမယ်အဲ့လိုပုံစံနဲ့ဦးတို့ဩငါအဲ့ဒါပိတ်ခဲ့သေးဦးရဲ့ဒီဒိဋ္ဌာခဲ့သေးဦးရဲ့လူမင်းမသေးခဲ့ရသေးဦးရဲ့ဘာမလုပ်ခဲ့ရသေးဦးရဲ့ညာမလုပ်ခဲ့ရသေးဦးရဲ့စိတ်တွေကဦးတို့အခြားခြားဒီလိုပဲဝိညာဉ်ကိုစိတ်တွေရောက်နေမယ်ဆိုလို့ချင်းခန္ဓာကိုယ်ရတာဒီမှာတရားနာနေတာစိတ်ကတော့ပဲရောက်နေတယ်အိမ်ရောက်နေတယ်ကိစ္စတွေရောက်နေတယ်ဆိုလို့ချင်းဒါကောင်းတဲ့စိတ်ဖြစ်ပါမလားအပြည့်ကူဒါကြောင့်လို့နဲ့လေးတွေသွားတဲ့ခါကျတော့လေးတွေဒါပြောတဲ့ခါကျတော့ဒါကောင်းတဲ့စိတ်လေးတွေဝင်ပြီးတော့တရားဆိုတာတို့ဘုန်းကြီးကဟောတာမဟုတ်ဘူးတို့ကိုယ်တိုင်လည်းတရားနဲ့တို့ကိုယ်တိုင်လည်းဒါနားထောင်ရမယ်တရားဆိုတာနာရမယ်နာမသိလေတာသိမှကျင့်ရမှာတရားနာပြီးတော့ပြုရလို့မဟုတ်ဘူးတရားဆိုတာကိုယ်တိုင်နာပြီးတော့နာမယ်နာသိတယ်နာရမယ်နာရင်သိမယ်သိလို့ချင်းသက်တော်ဘုရားဟောကြားခဲ့တဲ့တရားတော်တိုင်းကိုလိုက်နာကျင့်သုံးတယ်ဆိုလို့ချင်းအကျိုးရှိတယ်တဲ့အဲ့တော့ကျွန်တော်စိတ်ကတော့ကောင်းတဲ့စိတ်မကောင်းတဲ့စိတ်ဆိုပြီးတော့နှမျိုးရှိတယ်သက်တော်ဘုရားတိုင်းကြားတိုင်းကတော့ဒီလိုစိတ်ကိုပြုအောင်တာမကောင်းတာတွေမပြုနဲ့ကောင်းတာတွေပြုဆိုပြီးတော့သက်တော်ဘုရားရှင်တိုင်းဒါဟောကြားခဲ့တဲ့ဒါစကားတော်လေးပေါ့အဲ့တော့သက်တော်ဘုရားရှင်တိုင်းဟောကြားခဲ့တဲ့စကားတော်လေးတိုင်းပဲဘုရားကောင်းပြီးတော့ကောင်းပြီဒီနေ့ရဟန်းရှင်လူနာသာလူတော်မင်္ဂလာပွဲကြီးပြုလုပ်တယ်ဆိုတော့
အဲ့ဒီလူကျလုံးမှာပေါင်းတော့ကောင်းပြီသူတို့အလူမပြုလုပ်ခင်မှာဩငါတို့ဘယ်ရဲ့ဘယ်နည်းမှာတော့အလူပြုလုပ်ရတော့မယ်ဆိုပြီးတော့ကောင်းတဲ့စိတ်တွေဝင်ဘူးလားဝင်တယ်ဩယခုချိန်မှာတော့တို့ရှင်ပြုနေပြီရှင်လက်နေပြီစံချနေပြီကိုယ်ဝင့်နေပြီနောက်ပြီးတော့တို့တရားနာနေပြီဆိုပြီးတော့ကောင်းတဲ့စိတ်တွေရောမဝင်နေဘူးလားဝင်နေတယ်အကယ်၍များဦးလို့ဒီနေ့ကောင်မတို့လာမယ့်နေ့တွေများမလုပ်ခဲ့ရင်တော့ဩငါတို့ဘယ်နှစ်လုံးကတော့လေရှင်ပြုရဟန်းကနာသာအလူတော်မင်္ဂလာလေးပြုခဲ့ဘူးလေဆိုပြီးတော့ကောင်းတဲ့စိတ်လေးကြံသွင်းနေမယ်ဆိုလို့ရှိရင်လေဒါကုသိုလ်ရသလားဆိုရင်ကုသိုလ်ရတာတော့သာဂာနုတိလို့ခေါ်တယ်သူတို့ဒါပြန်ပြီးတော့တရားနှလုံးသွင်းတာနဲ့တူပဲသာဂာနုတိလို့ခေါ်တယ်ကိုပြုခဲ့တဲ့ဒါကုသိုလ်လေးကိုပြန်ပြီးတော့ဒါပွားကြရမယ်ရဟန်းကရှင်ပြုနာသာအလူမင်္ဂလာပြုလုပ်တယ်ဆိုတာကတတိတော်မယ်လို့ရှိရင်သူတို့ဒါဆရာနဲ့ဒါအမျိုးတော်အမျိုးဆက်ကြတာပဲလောကလူသားတွေဘုရားတော်ကိုကောင်းတယ်သူတို့ရဲ့ကြောင်းကြောင့်မတော်ကြဘူးလားတော်ကြတယ်တော့သို့တော်သံဃာဝေဒရှင်ရနဲ့မြတ်တော်ရနဲ့အမျိုးတော်ဆိုပြီးတော့ဒါအမျိုးဆက်တဲ့ပုဂ္ဂိုလ်တွေဖျက်တဲ့တော်ကတော့ရှိတယ်ဝိရဒုဘရှင်မင်းနဲ့နောက်တာကိဝေဝိရဒုဘမင်းတဲ့တော်ကဝိရဒုဘရှင်မင်းပေါ့တာကိဝေမင်းသားမင်းသမီးကိုသဘောကျတဲ့အတွက်ကြောင့်လို့မြတ်တော်ရနဲ့အမျိုးတော်နဲ့ဆိုပြီးတော့တာကိဝေမင်းသမီးကြောက်ကိုတောင်းတာကိဝေမင်းသမီးကြောက်ကိုတောင်းတဲ့အခါမှာတာကိဝေတွေကမျိုးဆက်ကကြီးတဲ့အတွက်ကြောင့်လို့ကိုယ့်မျိုးကိုသူများမျိုးနဲ့မရောနိုင်ဘူးမနှောနိုင်ဘူးဆိုပြီးတော့ဘုလို့ကိုပေးတယ်ဆိုတော့ကျွန်မရကိုပေးအဲ့ဒီကျွန်မကိုပေးတဲ့အခါကျတော့ဒီကျွန်မကဒီပုဂ္ဂိုလ်ကဒီမျိုးသမီးလေးကဒါသာသွင်းမျိုးဟုတ်ရဲ့လားမေးတယ်မေးတဲ့အခါကျတော့ဟောဟုတ်တယ်ပေါ့ဒါပေမဲ့မယုံဘူးသွားပြီးတော့သုံးသပ်ခိုင်းတဲ့အခါကျတော့သာသွင်းမင်းတွေဒီသူတို့သာသွင်းမျိုးအချင်းချင်းပဲဒါခင်းလက်ဆုံးသားတယ်အဲ့ဒီမှာခင်းလက်ဆုံးသားတာခံလို့ရှိရင်တော့အဲ့ဒါပေးကြတယ်သာသွင်းမင်းမျိုးပဲအဲ့လိုနဲ့တို့ဒါမျိုးမျိုးဟုတ်ဟုတ်ကိုဒါဆိုနိုင်တော့ဘုရားရှင်ရဲ့ဝိရိမယတေနာပိယသွားပြီးကြည့်လို့လာပေါ့လေဒါမျိုးမျိုးဟုတ်ဟုတ်အဲ့ဒီကဘုရားကျွန်မလေးရတယ်မင်းသားရှင်နေကလည်းဒါမင်းသားနေနဲ့ဒီလိုရဲ့တင်လာတာငယ်ငယ်တော့ဘုရားကောင်မလေးကဒါကျွန်မကာလူမျိုးကိုသို့တော့ဘုရားကိုပြရမှာကာလူမျိုးကိုဘုရားတောင်းတဲ့အတွက်ကြောင့်မပေးနိုင်တဲ့မပေးနိုင်တဲ့အတွက်ကြောင့်ဒီလူမကိုဒါဖလှယ်ပြီးတော့ပေးလိုက်တာဒါပေမဲ့မင်းသားရဲ့ရှင်လာရှင်ကလည်းတော့ဘွယ်တော်တဲ့သူမကလည်းသူမင်းသားနေနဲ့ဒါကပုဂ္ဂိုလ်ရောကရှင်ရေးကိုတိုက်ဒီကအရေးကြီးတဲ့ကြောင့်လို့ဒီမှာဒီဝိကမှာပြောရပါအောင်လို့ရှင်ကအင်္ဂါလေးနဲ့ဆန့်သွားတယ်။အဲ့ဒီမှာလေးကတော့ဒီမှာလေးဆိုတော့ကဲသက်သားကဲအင်းလည်းသားလည်းတော့ဒီဝိကိုသွားအောင်လေဆိုပြီးပြောလိုက်တဲ့အခါကျတော့ဒီကဒီလာပြီးမင်းကိုတောင်းတဲ့အဲဒီကပုဂ္ဂိုလ်ကဒီလာသွားပြီဒါဆိုလို့ရှိရင်တော့တဝိုင်းနဲ့သင်္သားတယ်ဒါကြောင့်လို့သာဂုဏ်ကြီးမျိုးတွေပဲလို့ဆိုတော့တောင်းသွားပြီးတော့ဒါလည်းကတက်ကြသာဂုဏ်မြတ်တော်ရဲ့အမျိုးကြီးမြတ်တော်ရဲ့ဒါမျိုးတော်ကြီးနဲ့ပြောကြအောင်လို့ဒါဂုဏ်ကြီးပဲပြောပြီးရအောင်တောင်းအဲ့လိုနဲ့အဲ့ဒီကောင်မလေးဘက်ကရောက်သွားတဲ့အခါကျတော့ရှင်ရင်ကသူ့မိရရဲ့ဒါကြီးညာသာသာလေးရောက်ဝေးဝိရလူပါဆိုတဲ့သာလေးရောက်ဝေးအဲ့ဒါမျိုးကလည်းတော့ဒါတွေကမေဃလာမျိုးရှိတဲ့ဘက်ကိုလည်းပြန်အောင်ပဲဒီလိုနဲ့မေဃလာမျိုးရှိကြောက်သွားတဲ့အခါကျတော့သူမရဲ့သားလာမှာအဲ့တော့သူ့ရဲ့တက်နေတဲ့ကိစ္စနဲ့ဘုံတော်ရဲ့ဥသွားဒီမှာသူ့ရဲ့တက်ရှိတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါတော့ဒါတက်ရှိတဲ့ပုဂ္ဂိုလ်တွေကိုတက်နေတဲ့ပုဂ္ဂိုလ်တွေကကတော့ရဲ့ဒေတာရှိတဲ့အခါကျတော့တက်ရှိတဲ့ပုဂ္ဂိုလ်တွေကငါတော်ရဲ့မှာရှိတဲ့တော့ကြောင့်သူကဝိရုပအုပ်သူပဲကတော့နေရတယ်တက်နေတဲ့ပုဂ္ဂိုလ်တွေတော့လည်းတော်ရဲ့မှာကာလာပါနေရတယ်ဒီလိုမျိုးတော့အဲ့ဒီလိုနဲ့တော့ပြီးတော့ဒါပြန်တော့အဲ့ဒီမှာဒါလေးပြန်ခဲ့ဝိရုပဥရလုံးတော်ဒါလေးပြန်ခဲ့တော့ကဲနန္ဒဝရောက်မှလေးရတဲ့အခါကျသူ့ရဲ့ကိုပြောတယ်အားလုံးဒါပြန်ခဲ့တယ်အင်းဒါသွားယူတယ်သွားပြီးတော့ကတော့အဲ့မှာဘုရားကသာသနာ့မျိုးတွေကသူမရဲ့တာခံသွားတဲ့နေရာလို့ပြောတာလည်းတို့ရည်နဲ့ဒါသိကြပြောကြနေရပါအဲ့ဒါကြတော့ခုနဓာလာယူတဲ့နင်းချင်းကြားသွားတယ်ဟာသူမရဲ့သားဆိုတာကဝိရုပကိုပြန်လျှောက်တဲ့အခါကျတော့နောက်ဆုံးဝိရုပသူချင်းတက်လာတဲ့အခါမှာတာဝန်မင်းရဲ့တွေးတဲ့ကရည်သေးမယ်လို့ပြောတာတက်ကြတယ်အားကဆိုရင်လည်းဒါမြတ်စွာဘုရားနဲ့အယုတော်ကြီးတဲ့အတွက်ကြောင့်လို့ဆိုပြီးတော့ဒါဘုရားတဲ့တော်ကတာဝန်မင်းရဲ့မျိုးသမီးရကိုတောင်းပြီးတော့ဒါအမျိုးသက်ခဲ့ကြတယ်ဒါကြောင့်လို့ရဟန်းကံရှင်ပြုနာတာလူတော်မင်္ဂလာပြုလုပ်တဲ့လူတိုင်းကဥဒ္ဒဆိုင်ဝင်လူတိုင်းကမှတော်ခင်တော်တို့ပြည်လည်းပဲဒါဘုရားကောင်းတာတော့နဲ့ဒါအမျိုးတော်ပို့ပြီးတော့ဥဒ္ဒနဲ့ဒါအမျိုးသက်ကြတာပဲကိုယ့်ရဲ့ယမဘောကသာလယနာလေးသူတစ်ပါးယမဘောကတဲ့သာလယနာလေးကိုခေါင်းအောင်ဉာဏ်ဝတ်တဲ့ကံချင်းသာနာပေါင်းတွင်းကိုသွတ်သွင်းပြီးနေတဲ့အတွက်ကြောင့်လို့ဒါဘုရားသာသနာနဲ့အမျိုးတော်ကြတာပဲအမျိုးသက်ကြတာပဲ
အဲ့တော့ဒါနာတော်ကြီးနဲ့မျိုးတော်အောင်မျိုးသက်ကြတဲ့အတွက်ကြောင့်ဒီနေ့သူရှင်သူမကောင်းတော်ကောင်းကြီးဒါစိတ်ကောင်းထားဖို့မိကောင်းရမယ်စိတ်ကောင်းရှိမှသာလေဦးတို့မိကောင်းတွေ့ကောင်းနဲ့တွေ့ရမယ်။အော်ယနေ့တို့ဒီမှာပေါ့တဲ့ကာလယနာသီလယနာတွေဘာဝရှင်များဝိတ္တဘာဝရှင်များဝိတ္တကံဖြင့်သာနာပေါင်းပဲကိုဝင်သွားပြီဆိုလို့ရှိရင်ဘာဝရှင်များဝိတ္တကံဖြင့်သာနာပေါင်းပဲကိုဝင်သွားပြီဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့လွတ်တော်သွားပြီအဲ့တော့အရင်တော့ကတော့ကိုယ့်ရဲ့ရင်မပေါက်သွားတဲ့သားပဲကိုယ့်ရဲ့ရင်မပေါက်သွားတဲ့သမီးပဲလို့ဆိုပေမဲ့လည်းယခုချိန်မှာတော့ဒါလူရှင်လူမပေါက်တော်ကောင်းနေတဲ့တိုင်လေးရလားမဆိုင်တော့ဘူးဘယ်သူနဲ့တိုင်သွားပြီလဲဆိုလို့ရှိရင်ရဟန္တာငါးတွေနဲ့တိုင်သွားပြီကိုယ်နဲ့တော့မတိုင်တော့ဘူးဒါဦးတို့နဲ့တိုင်သွားပြီအဲ့တော့ကိုယ့်ရဲ့သားသမီးတွေကိုယ်နဲ့တိုင်သွားပြီဘာဝတင်ညာဝတ်တင်ညာသာနာပေါင်းမှာသင်ရန်ပြုနေတဲ့အတွက်ကြောင့်ကိုယ်နဲ့တိုင်သွားပြီကိုယ်နဲ့မတိုင်တော့ဘူးဒါဦးတို့သာနာဝင်တဲ့ဒါသင်ရန်နေနဲ့တိုင်သွားပြီအဲ့တော့ကိုယ့်ရဲ့သားလေးဆိုပြီးတော့လေအခုချိန်မှာကိုယ့်ရဲ့သားဆိုပေမဲ့လည်းသူဒီဝင်နေသွားပြီသူသိသွားပြီဆိုတော့အရင်လိုသားလေးရော့သားလို့ပေးတယ်လည်းရနေရော့သားလို့ဒီလိုပေးလို့မရတော့ဘူးတက္ကိစ္စဒါရိုးရိုးလေးလေးနဲ့ဒါလူတိုင်းရတော့မယ်သတ္တဒါနယုံကြည်မှုတွေနဲ့လူတိုင်းရတော့မယ်သတ္တဒါနယုံကြည်မှုနဲ့လူတိုင်းရမယ်တက္ကိစ္စဒါနယုံကြည်နဲ့လူတိုင်းရမယ်ဓမ္မသာရင်သူရဲ့တာဖြစ်နေတယ်သူကရုပ်ချိန်မှာတာနာဝင်တဲ့ရှင်ရန်ဖြစ်နေပြီတာနာဝင်တဲ့ရှင်ရန်ဖြစ်တဲ့အတွက်ကြောင့်မို့ဒါတို့ရဲ့ရင်ကပေါက်ပါတာလာယနာသတိလာယနာတွေကိုတတ္တာဒါနယုံကြည်မှုနဲ့လူတိုင်းရမယ်တက္ကိစ္စဒါနယုံကြည်နေနဲ့လူတိုင်းရမယ်တတ္တာဒါနဘာနဲ့ယုံကြည်လဲဘုရားတရားဒါနယုံကြည်မယ်ကံကံအယုတ်ကိုယုံကြည်မယ်ဒီဘဝနောက်ဘဝကိုဒါယုံကြည်မယ်တတ္တာဒါနယုံကြည်တဲ့လူတိုင်းဒါကတွေ့ရတဲ့နေရာမှာဓမ္မမိသားစုရှိဓမ္မမိသားစုရှိတဲ့အခါကျတော့အဲ့လိုပဲဒါလူတွေကလည်းသူကမှလို့ပေါ့ဒါလေးတယောက်ပွေးတာဒါလေးတယောက်ပွေးတဲ့အခါကျတော့ဒုသားလေးတက်ရွယ်အားဖြင့်ဒါရှင်းကျတဲ့အရွယ်ရောက်လာပြီရှင်းကျတဲ့ရွယ်ရောက်လာပြီဆိုတော့ဒုသားလေးကိုသာမန်ဉာဏ်ဝိတ္တကံဖြင့်တိုက်ရှင်ကာနာတော်မြတ်တွင်ကသာနာဝိတ္တရှင်အဖြစ်ကိုသူလေးပြောတယ်ဆိုပြီးတော့ဘုရားကတော့တဲ့တရားများကအလူလုပ်တယ်ဆိုပြီးတော့တိုင်ပင်ကြဒါလူတွေလူမတွေလည်းအလူလုပ်တယ်ဆိုပြီးတော့ဘုရားတို့ဒါနာလာပိုင်းကတရားဝဲပြီးသွားရတယ်ပြီးတော့ခေါင်းတိုင်းတိုင်းလိုက်ရတာဒီနေ့မှပဲလုံးဝကိုကြားရတယ်နော်ဒီလားသွားလိုက်လားပြန်လိုက်နေဟုတ်လားဒီထဲမှာလည်းအလူရဲ့ဘုံပေါ်ကြီးအဲ့ဒါလည်းပဲလုံးဝကိုသွားပဲဒီကဦးပြောတဲ့ဆက်တော်တွေမှာလက်ကောင်တွေမှာလည်းအဲ့လိုပဲလည်းမတဲ့များများကျန်လာတဲ့အခိုင်အမာကြီးကြီးရဲ့အတွက်ကြောင့်သူသားလေးကိုကြည့်ကြည့်ပေးမယ်ဆိုပြီးတော့ဒါရမီရပါလေးနဲ့ဒါကောင်းခြင်းကကြီးတော့တိုင်နေကြအဲ့လိုတိုင်နေရရင်တရားကတော့ဝါဒကားတဲ့ပုဂ္ဂိုလ်ကြီးမယ်ဝါဒမကားတဲ့ပုဂ္ဂိုလ်ကြီးမယ်ဝါဒမကားရင်တော့ဆက်ကားကျွေးမယ်အဆက်သားမကားရင်တော့ဒါဝိဟာကျွေးမယ်ဘောဓတဲ့ပုဂ္ဂိုလ်ကြီးကိုယ်နဲ့တို့တို့တို့နဲ့တိုင်နေလိုက်ကြတာကဲမလို့ပါဘူးဒါကတော့လူကပြောတဲ့ကားရုံးကြီးတယ်အလူလေးတစ်လေးလေးတဲ့နော်ဒါလူကလည်းလိုက်ဝင်တာပြုလို့ရှိရင်ဒါအများအားပြောတယ်ဒါလူကလူမှာဆိုတာလူလေးတစ်လေးလေးဒီလိုပြောတဲ့ကားလေးရှိတယ်အဲ့တော့အဲ့လိုပဲပေါ့တရားကဝတ္တသာလူဝတ္တသာသက်သာသာလူဝခင်းရင်ပေါ့ဒါတည်းလူမျိုးကြောင်းနဲ့ပြောနေကြတာအဲ့လိုနဲ့တောင်းဝင်ကဝိုင်းပြောလိုက်တဲ့အခါကျတော့အဲ့ဒီဒေသမားတွေများမြောက်တယ်တွေးလိုက်တာလူလည်းပြီးသွားရောလူပြီးတော့အခုလိုပြောဖို့ဒီလက်တရားနာနေတဲ့အချိန်တရားနာနေတဲ့အချိန်မှာဘုန်းကြီးကယူတော်ပြပါဘုံတော်သာလို့လူမျိုးပြောဒါပေမဲ့အလူမှနဲ့လူကတွက်နေတာဘာတွေတွက်နေတာလဲဆိုတော့ငါတို့ဒီနေ့ဒီမှာဘလောက်ပုံသွားတယ်ပြတ်သားမသားလို့ဝါဒကျွေးရတာဘလောက်ပုံလဲဝါဒမသားလို့ပြတ်သားကျွေးရတာဘလောက်ပုံလဲဒီဝါဒပြတ်သားမသားလို့တက်လို့ကျွေးတဲ့ပုဂ္ဂိုလ်ကဘလောက်ပုံလဲဒီလိုပြောနေကြတာတွက်နေတဲ့အခါကျတော့ဒီတာလို့မပေါ်ဘူးတဲ့အဲ့ဒါဘေးကလူကဟဲ့မဘုန်းကြီးလက်ကအညာလေးတွေလေဒါတာလို့ပေါ်အဲ့ဒါကျတော့လူကြီးကဘာသာပြောတယ်ဆိုတော့အော်မလေးကုန်ပါပြီဗျာလို့ပြောတယ်နော်အဲ့တော့အဲ့လိုပြောတယ်ဒါမလွဲနဲ့အဲ့လိုမျိုးမတော်ဘဲနဲ့ဒီတက္ကိဋ္ဌဒါနယန္နာတော်မှာကံကံရကျိုးဒီဘဝတောင်းဘဝဒီကိုသူတို့ဒါယုံကြည်မှုနဲ့ဒါလူရမယ်ဒီလိုဒီနဲ့လူရမယ်တက္ကိဋ္ဌဒါနလည်းလူရမယ်တတ္တာဒါနလည်းလည်းသူတို့ဒါမြောက်အောင်ထူတိုင်းရမယ်တတ္တာဒါနယုံကြည်မှုနဲ့ထူတိုင်းရမယ်တရားသံဃာယန္နာမြေသုံးပါးကိုယုံကြည်မယ်ကံကံရကျိုးကိုယုံကြည်မယ်ဒါဒီဘဝနောက်ဘဝကျိုးတွေကိုလည်းသူတို့ဒါယုံကြည်ရမယ်တက္ကိဋ္ဌဒါနလည်းကိုယ့်ရဲ့ယမဘောကသာလယနာသီလယနာတွေဘာဝရှင်များဝိတ္တကံဖြင့်ရခြင်းရဲ့ဒါနာတော်ကြီးရောက်သွားပြီနဲ့ဦးတို့တက္ကိဋ္ဌဒါနရေုံတွေနဲ့ယူရမယ်
ကိုယ့်ရဲ့ရေရောကတော့ရောကိုသားလေးကိုတည်းရောအင်းဆိုတော့ကျွေးလို့မရတော့ဘူးအဲ့ဒါလည်းဆိုတော့တို့ဒီသာသနာ့ဝန်ထမ်းရှင်ရန်နေတဲ့တွားရတဲ့ကြောင့်လို့သူတို့ကောင်းဆိုတော့ကောင်းနေတယ်ဒါပဲကြဌာနသွားပြီးဘာတွေပွဲသွားတာလဲတောက်သိရတဲ့ဒီလာတွေတွေ့ရတာမတူတော့ဘူးသူတို့ကောင်းဆိုတော့ကောင်းနေမှာအများဆုံးတောက်သိမှာဖြစ်ပါတော့ဟိုမှာကအချင်းဟိုပဲသူတို့ဆိုတာ10ပါးရှိတယ်အကျေလို့ချင်းနော်တရားတော်သွားပြီတို့ကောင်းဆိုတော့ကောင်းနေမှာအချင်းမှာ5ပါးပဲရှိတယ်အချင်းမှာ10ပါးဟိုမှာအချင်းက10ပါးဆိုတော့ဒီလာချင်းကွာသွားပြီကိုယ့်ရဲ့သားလေးဖြစ်နေတာနော်ကိုယ့်ရဲ့ကလေးတွေဖြစ်တဲ့ကဒီလာချင်းကမတူတော့ဘူးကွာသွားပြီဒါကြောင့်မို့လို့သက္ကိတဒါနရေယုံစီနဲ့သက်ကလူတန်းရရတယ်အဲ့လိုရေယုံစီနဲ့သက်ကလူတန်းတဲ့ပုဂ္ဂိုလ်တွေကတို့ဒုက္ခတွေနဲ့ပြောတယ်လို့ရှိရင်ဒါနာမည်ကြီးတယ်နာမည်ကျော်သောကြတယ်နာမည်ကြီးတယ်နာမည်ကျော်တယ်အဲ့ဒီလည်းတော့ဘုရားကတောင်းပါကြီးတို့နာရယ်လေးတို့သတ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေကတော့ဒါဘုရားကလည်းမှာဒါနာမည်ကြီးတယ်နာမည်ကျော်သောကြတယ်ဘာဖြစ်လို့လဲသူတို့ကသက္ကိတဒါနရေယုံစီနဲ့သက်ကလူတန်းကိုဒါမနေ့တိုင်းပြုနေမှလည်းဒါသုံးကြအောင်ပါလို့လေအဲ့ဒါကြတော့တို့သက္ကိတဒါနများအောင်ကိုယ်ရကိုကြပြုရမယ်ရေယုံစီနဲ့လည်းပြုရမယ်အဲ့ဒါတော့ကလည်းမနည်းများအဲ့ဒါတော့ကဘုရားကြီးကဘာကြီးတယ်ဘုရားကြီးနာမည်ကဥဒ္ဒလာတဲ့ဘုရားကြီးနာမည်က